2025 ခုနှစ်မှာကိုရီးယားနိုင်ငံရဲ့နောက်ဆုံးထပ်အကြမ်းဖက်ရာဇဝတ်မှုအမျိုးအစားကာတွန်းရုပ်ရှင်ကြီး Badass 2 ကအလွန်ကြီးမားတဲ့မျှော်လင့်ချက်တွေနဲ့အတူရုပ်ရှင်ရုံတွေမှာထုံးလန့်ပြသလာခဲ့ပါတယ်။အဓိကသရုပ်ဆောင်ဖြစ်နိုင်ငံတော်ဝန်လူကြိုက်အများဆုံးသရုပ်ဆောင်ကွမ်ဆန်ဦးပါဝင်သရုပ်ဆောင်ထားလာကြောင်းပရိသတ်တွေအရင်စောင့်မျှော်နေခဲ့ကြပါတယ်။အပိုင်းတစ်ခုရဲ့ဆက်တွဲဖြစ်တဲ့အတွက်ထွက်လာပြီးနောက်ပရိသတ်အမြင်တွေကအလွန်ကွဲပြားသွားပေမဲ့မမျှော်လင့်နိုင်လောက်အောင်ထူးထူးခြားခြားလက်ကွက်တွေအံ့အားသင့်ပွဲဇလန်းဖွေစည်းပုံနဲ့သရုပ်ဆောင်တွေကြောင့်ကြည်တူအများစုကိုမျက်လုံးမခတ်နိုင်အောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။အထူးသဖြင့်ကိုရီးယားဒရိုက်တာတွေကအိမ်မက်ဆန်ဆန်အလွန်ကျွမ်းချဲ့ကားထားတဲ့ဇက်အိမ်ပုံစံကိုပိုပြီးထပ်တိုးသုံးထားတာကမမျှော်လင့်ထားတဲ့အံ့အားသင့်မှုကြီးတစ်ခုပါပဲ။ဇလန်းကတော့အလွန်တာမန်လို့ထင်ရတဲ့ကာတွန်းရေးဆရာဖောင်ကျော်နဲ့စတင်ပါတယ်။လူများမသိတဲ့အချက်တစ်ခုကတော့သူဟာရခိုင်ကကိုရီးယားနိုင်ငံသားထောက်လှမ်းရေးအဖွဲ့ NIS ရဲ့အစင်းမြင့်အေဂျင့်ကြောင်ဖြစ်ခဲ့တာပါပဲ။ကိုပိုင်အိမ်မက်ကိုလိုက်ဖို့အတွက်ထောက်လှမ်းရေးလောကကိုစွန့်ခွာပြီးကာတွန်းရေးဆရာဘဝကိုရွေးချယ်ခဲ့သူပါ။ဒါပေမဲ့ပထမဆုံးထုတ်ဝေတဲ့ကာတွန်းကလူကြိုက်အရင်များသွားတဲ့အခါပရိသတ်တွေကသတိထားမိလာကြပါတယ်။ကာတွန်းတွေကအဓိကဇာတ်ကောင်နဲ့ဘောင်ကျွန်းရဲ့မျက်နှာပုံစံတွေကလုံးဝကိုတူညီနေတဲ့အတွက်တန်တရားတွေပေါ်လာခဲ့ကြတာပါ။အချိန်ကြီးကထိမ့်မနိုင်တော့ဘူးလို့သိလိုက်တဲ့ဘောင်ကျွန်းဟာမီဒီယာရှေ့မှာကိုယ်တိုင်ကိုယ်ကျဆင်းပြီးကျွန်တော်ကဆင်းရဲတဲ့ကာတွန်းရေးဆရာမယ်ဒီလိုအကျဉ်းစီတွေမရှိပါဘူးလို့တန်တရားအားလုံးကိုပြက်ပြက်သားသားညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူမသိခဲ့တာကဒီလိန်ညာမှုကြီးဟာသူ့ရဲ့အတိတ်ရန်သူတွေကိုအပြင်းထန်ဒေါသထွက်စေခဲ့ပြီးကိုရီးယားနိုင်ငံထဲကိုတယောက်ချင်းစီဝင်ရောက်လာကလက်စားချေဖို့ပြင်ဆင်နေကြတာပါပဲ။ကန်ကောင်းစွာနဲ့ဘောင်ကျွဲရဲ့ရခင်းအဖွဲ့ခေါင်းဆောင်ဒါဂါယူနဲ့သူ့ရဲ့အလွန်ဆရာထက်သန်တဲ့အဖွဲ့ဝင်ချီအိုကဒီအရာကိုကြိုမြင်ထားပြီးသားဖြစ်ပါတယ်။ရန်သူတွေမရောက်ခင်ကြိုတင်လှူရှားကတယောက်မကြံဖယ်ရှားပစ်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ကဘောင်ကျွန်းကိုဘာမှမပြောခဲ့ပါဘူး။မချစ်လို့မဟုတ်ပဲသူ့မှာမိသားစုတစ်ခုနဲ့ပျော်ရွှင်နေတဲ့ဘဝရှိနေပြီဆိုတာကြောင့်အမှောင်ထဲကနေကာကွယ်ပေးခြင်းလိုပါပဲ။ဒီအချိန်မှာပဲမီနာကကိုယ်ပိုင်အမှုပညာပြပွဲကိုဖွင့်နိုင်ခဲ့ပါတယ်။ဘောင်ကျွန်းရဲ့အားပေးမှုကြောင့်ဖြစ်လာတာပါ။ဒါပေမဲ့ NIS ဝန်ထမ်းတွေရဲ့လစာနည်းနေတာကြောင့်ဒါဂါယူနဲ့ချီအိုကလက်ဆောင်အဖြစ်တ िश ူအထုပ်ကြီးတွေယူလာကြတာကရေစရာလည်းဖြစ်သွားပါတယ်။ပြပွဲမှာမီနာရဲ့စီးပွားရေးပါတနာဟီအင်နဲ့ဒါဂါယူတွေ့ဆုံရာကနေဇလန်းတစ်ခုပလောင်းလဲသွားပါတယ်။ဟီအင်ရဲ့အလကိုမြင်တဲ့အခါဒါဂါယူရဲ့နှလုံးကချက်ချင်းကျသွားခဲ့ပါတယ်။သူ့အလုပ်ကိုမေးတဲ့အခါဒါဂါယူကတက္ကသိုလ်ဆရာလို့လိန်ဘလော့ခဲ့ပြီးဟီအင်ကလည်းသူ့ကိုစိတ်ဝင်စားလာခဲ့ပါတယ်။ဒါပေမဲ့ဟီအင်ကချီအိုကိုပါတပြိုင်နဲ့ထချင်းကနေတာဆိုတာကိုသူတို့နှစ်ယောက်လုံးမသိခဲ့ကြပါဘူး။ဒီအချိန်တလုံးတုန်းမှာပဲဘောင်ကျွန်းရဲ့ဒုတိယမြောက်ကာတွန်းကိုထုတ်လိုက်တဲ့အခါပရိသတ်တွေကပြင်းထန်တဲ့ဝေဖန်မှုတွေအရန်အောင်မြင့်ခဲ့တဲ့ပထမအပိုင်းနဲ့နိုင်ရှင်ပြီးအပြင်းထန်ကန့်ကွက်ကြပါတယ်။အိမ်တော်များငွေရေးအခက်ခဲတွေပါပေါင်းလာတဲ့အချိန်မှာဘောင်ကျွန်းကလက်မလွတ်ပဲအသစ်တစ်ခုပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့တစ်ကတော့ AI နည်းပညာကိုခိုးယူတဲ့အကြမ်းဖက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးမျော်လင့်သလိုပဲလူကြိုက်ပြန်တက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီကာတွန်းကိုတကယ့်အကြမ်းဖက်တီကိုတို့ချီရယောင်ကဖတ်မိတဲ့အခါအမှန်တကယ်အကောင်အထည်ဖော်လှုပ်ဆောင်လိုက်တဲ့အခါအရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။ဘုံပေါက်ကွဲမှုကြီးကြောင့်ဘောင်ကျွန်းဟာနိုင်ငံတော်ဝန်ရန်သူဖြစ်သတ်မှတ်ခံပြီးဖမ်းဆီးခံရပါတယ်။ဒီအချိန်မှာပဲသူ့အတိတ်အကြောင်းတွေလွှတ်ရှချက်တွေအားလုံးပေါ်ထွက်လာပြီးမီနာနဲ့သူ့အိမ်တော်များပါတုံ့လုံရပါတယ်။နောက်ဆုံးမှာဘောင်ကျွန်းကရန်သူကိုဆွဲထုတ်ဖို့ကိုပိုင်ကာတွန်းကိုအသုံးပြုနျူကလ িয়ার ဘုံအထိပါဝင်လာတဲ့ NDA ကိုတားဆီးကိုယ်တိုင်အသက်ဆွန့်လွတ်ရတော့ပါတော့တယ်။နောက်ဆုံးချိန်မှာတော့ဟယ်လီကော်ပတာနဲ့ပင်လယ်ပေါ်မှာဘုံခောက်ကွဲပြီးလူထုကိုကယ်တင်ခဲ့ပြီးကိုယ်တိုင်ကပင်လယ်လဲကိုခုံးချကအသက်ရှင်လဲပြန်လဲရောက်ရှိလာခဲ့ပါတယ်။နောက်ဆုံးမှာဘောင်ကျွန်းဟာမိသားစုနဲ့ပြန်လဲတွေးဆုံနိုင်ခဲ့ပြီးဒါဂါယူနဲ့ချီအိုတို့ကလည်းအချစ်ကိုယုံကြည်မှုပြတ်သွားတယ်လို့ပြောနေပေမဲ့လှပတဲ့မိန်းကလေးတယောက်မြင်လိုက်ကြတယ်ပြန်ချစ်မိသွားကြတယ်နဲ့ဇလန်းကိုရေမော့ဖွယ်နေကုန်းချူထားပါတယ်